ဇလန်လေးရဲ့စမှာတော့အာကာသပြတဲ့တစ်ခုကိုပြသထားပြီးတော့ကွန်မန်ဒါအိုဂတ်ဆိုလက်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့စတင်ထားပါတယ်။သူမရဲ့တူလေးဖြစ်တဲ့အီလီယိုကတော့စပွဲအောင်မှာပုံနေခဲ့ပါတယ်။အီလီယိုလေးဟာသူ့ရဲ့မိဘနှစ်ပါးလုံးဆုံးမသွားခဲ့တာကြောင့်ဝမ်းနည်းပူဆွေးနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်အတော်ဖြစ်သူဟာသူမရဲ့အာကာသစီမံကိန်းအိမ်မက်တွေကိုဆွန့်လွတ်ပြီးတူလေးကိုအချိန်ပေးပြုစုပြောင်းထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုအီလီယိုလေးပျောက်ဆုံးသွားခဲ့ပါတယ်။မိဘတွေကိုလွှမ်းဆွတ်ပြီးဝမ်းနည်းနေတဲ့အီလီယိုဟာပိတ်ထားတဲ့ပြလိုက်ပြကန်းတစ်ခုကိုရောက်သွားပြီးစက်ပစ္စည်းတွေရဲ့အလင်းပြတ်မှုကိုသဘောကျလို့အနာတိုးသွားခဲ့ပါတယ်။အီလီယိုကခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါအချင်းရဲ့အစားပြုခြင်းအကြောင်းကိုရှင်းပြထားတဲ့ရုပ်သံမှတ်တမ်းတစ်ခုပွင့်လာခဲ့ပါတယ်။အဲဒီမှတ်တမ်းထဲမှာစัจ java ထဲမှာလူသားတွေပဲရှိနေတာမဟုတ်ပဲဂျိုသားတွေကိုရှာဖွေဖို့အာကာသမစ်ရှင်တစ်ခုလှုပ်ဆောင်နေရလို့ပြောထားပါတယ်။ဒါဟာတယောက်တည်းဒီဂျန်ဆန်တဲ့မစ်ရှင်တစ်ခုဖြစ်ပေမဲ့တခြားသက်ရှိတွေရှိနေတယ်ဆိုတဲ့သက်သေပြဖို့အတွက်လှုပ်ဆောင်ရကြုံနဲ့တယ်လို့ဆိုပါတယ်။အာကာသထဲမှာသွားနေတဲ့အဲ့ဒီရှင်ဟာမစ်ရှင်စတင်ဖို့သွားနေရင်းနဲ့ထူးဆန်းတဲ့အလင်းတန်းတစ်ခုရဲ့စွမ်းငင်ခြင်းကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ပဲအီလီယိုဟာတဲတောင်မြင်ပေါ်မှာဂျိုသားရီစီပေးခြင်းနဲ့မက်ဆီပုံတွေကိုလိုက်ဆွဲနေတာတွေ့ရပါတယ်။သူဟာအာကာသယာဉ်တစ်စီးကသူ့ကိုလာရောက်ခေါ်ဆောင်သွားမှာကိုလည်းလိုလားနေတဲ့သူဖြစ်ပါတယ်။အီလီယိုဟာသူ့အသက်အရွယ်သူကလေးတွေနဲ့မပေါင်းသင်းပဲဂျိုသားရီနဲ့တွေ့ဆုံမှုကိုပဲစိတ်ဝင်စားနေသူပါ။တရက်မှာတော့သူဟာကမ်းခြေမှာအရန်ပင်ပန်းပြီးအိပ်ပျော်နေခဲ့ရတဲ့သစိမ်းတယောက်ရဲ့နှိုးခြင်းကိုခံလိုက်ရပါတယ်။အဲဒီလူကတော့ Bryce ပါအီလီယိုရဲ့အပျော်တမ်းရေဒီယိုကလပ်ပိုစတာကိုတွေ့လို့လာပြောတာဖြစ်ပြီးသူ့တငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့ကိုပိုင်လေလိုင်းရှိတယ်လို့ပြောပါတယ်။အီလီယိုကလည်းလိုင်းကွာဝေးပိုကျဲပြန့်အောင်သူ့ရေဒီယိုကိုတုံးလို့ရကြောင်းနဲ့အခုတော့အစည်းအဝေးပြီးပြီမို့ပြန်လို့ရပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာကလပ်ရောက်လာပြီး Bryce ကသူ့တငယ်ချင်းကိုဒီကောင်လေးမှာမိဘတွေမရှိတော့လို့တောမနှောက်ရှက်ပါနဲ့လို့တားပါတယ်။ဒါပေမဲ့ရေဒီယိုကနေအတန်တွေထွက်လာတာကြောင့်သူတို့ဟာအတန်ကိုတေချာကြားရအောင်အလူရက်လူကြရာကနေအီလီယိုကထိခိုက်သွားပြီးအီလီယိုကလည်းဂလဲစားချေတဲ့အနေနဲ့ပြန်လည်တိုက်ခိုက်ပါတော့တယ်။အဲဒီနောက်ရဲတွေရောက်လာပြီးသူတို့ရဲ့အုပ်ထိန်းသူတွေကိုလာခေါ်ခိုင်းပါတယ်။အတော်ဖြစ်သူဟာအီလီယိုကိုမျက်လုံးကိုနှစ်ပတ်လောက်လက်နဲ့မထိနဲ့လို့မှာကြားပြီးကြောင်းပြေးရဲ့အတွက်စူပူချိန်ဝန်းပါတော့တယ်။အီလီယိုကြောင့်ပြဿနာတွေခဏခဏတက်နေကြရတဲ့အတွက်သူမဟာမိမိကိုယ်တာဝန်မကျေဘူးလို့ခံစားရပြီးအခွင့်အရေးကောင်းတွေကိုညှင်းပယ်ခဲ့ရလဲဖြစ်ပါတယ်။နောက်တော့အီလီယိုဟာစစ်တပ်ထဲကအရာရှိတွေအရေးပေါ်အစည်းအဝေးလုပ်နေတာကိုချောင်းနာထောင်မိခဲ့ပါတယ်။စကားဝိုင်းတွေထို့သူဟာကျေတာကြားအာကာသထဲကနေထူးဆန်းတဲ့အချက်ပြလိုင်းတစ်ခုရရှိထားပြီးဒါဟာလူသားတွေပို့ထားတဲ့ message ကိုဂျိုသားတွေဘက်ကနေတုံ့ပြန်တာဖြစ်နိုင်တယ်လို့တင်ပြပါတယ်။ Focus ကတော့ဒါဟာထင်အောင်ထင်မှားဖြစ်တာလို့ယူဆပြီးသူ့ကိုအနားယူဖို့ခွင့်ပေးလိုက်ပါတယ်။ဒီခွင့်ရကိုတုံးချပြီးအီလီယိုဟာစက်သွယ်ရေးအခန်းထဲခိုးဝင်ကမိုက်ခရိုဖုန်းကနေဂျိုသားရဲ့စီပြန်လည်ပြေချဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်ပြလိုင်းကြောင့်စက္ကန့်တစ်ခုလုံးမီးပြတ်တောက်မှုဖြစ်ပွားပြီးအိုကဲလဲဒါဟာသူမရဲ့တူလေးလက်ချက်ဆိုတာသိသွားပါတယ်။အီလီယိုကတော့ဂျိုသားရဲ့သူ့ကိုလာခေါ်တော့မယ်ဆိုပြီးစိတ်လှုပ်ရှားနေပေမဲ့အိုဝယ်ကတော့အလုတ်ပြုတ်လူနီးပါးအထိဒုက္ခပေးခဲ့တဲ့သူ့တူကိုစိတ်ဆိုးမှန်ဆိုးနဲ့စူပါတော့တယ်။အီလီယိုကလည်းသူ့ကိုဘယ်သူမှမချစ်ဘူးဒေါ်လေးကိုလည်းမိသားစုလိုသဘောမထားဘူးလို့အော်ဟစ်ပြီးရန်ဖြစ်ကြပါတယ်။သူစကားတွေကြောင့်အတော်စိတ်မကောင်းဖြစ်သွားတာကိုမြင်တော့အီလီယိုလည်းစိတ်မကောင်းဖြစ်ရပြီးအတော်ကသူ့ကိုစကန်တစ်ခုကိုပို့ဖို့ပြင်ဆင်ပါတော့တယ်။အဲဒီညမှာအီလီယိုကကျယ်ရီယိုငင်းရင်ဂျိုသားတွေအကြောင်းရေဒီယိုအစီအစဉ်ကိုနားထောင်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာသူတို့နှစ်ယောက်ဟာစကန်ကိုအတူတူသွားကြပါတယ်။အီလီယိုကဒီမှာမနေချင်းလို့ဝမ်းနေနေတဲ့အခါအတော်ဖြစ်သူကငငယ်ကဒီစကန်ကိုလာခဲ့ဘူးကြောင်းပြောစရာကောင်းတဲ့အတွေ့အကြုံဖြစ်မှာမို့ဝမ်းမနေဖို့နှစ်သိပ်ပါတယ်။ဒါပေမဲ့ဒီစကန်မှာတစ်ချိန်ကကမ်းခြေမှာရန်ပစ်ခဲ့ကြတဲ့ကလေးတွေနဲ့ပြန်ဆုံတွေ့ခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါသူတို့ဟာအီလီယိုကိုမျက်နှာဖုံးတွေတက်ပြီးလာရောက်ခြောက်လန့်ဖို့ကြိုးစားကြပါတယ်။အီလီယိုကတော့ဂျိုသားမျက်နှာဖုံးတွေမြင်ကကြောက်လန့်ပြီးတောထဲကိုထွက်ပြေးသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအတော်ပြစ်သူကဂျိုရူးကိုရွှေ့ဖို့အတွက်အချက်လက်တွေပေးပို့နေရင်အီလီယိုထံမက်ဆီပို့ခဲ့ပေမဲ့အီလီယိုကပြန်မဖြေခဲ့ပါဘူး။အဲဒီချိန်မှာထူးဆန်းတဲ့အချက်ပြလိုင်းတစ်ခုနဲ့အတူပုံဆွဲထားတဲ့မက်ဆီတစ်ခုကရောက်လာတာကြောင့်အိုကေယာသူမှရွှေ့လိုက်တဲ့ဂျိုရူးအချက်ပြလိုင်းဟာတကယ်တော့ဂျိုသားတွေရဲ့မက်ဆီဖြစ်နေမှန်းရိပ်မိသွားပါတယ်။အီလီယိုကတော့တောထဲမှာကလေးတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ရုတ်တရက်ကမ်းခြေတစ်ခုလုံးထိန်လင်းသွားပြီးပတ်ဝန်းကျင်တစ်ခုလုံးအချိန်တွေရပ်တန့်သွားပါတယ်။ဂျိုသားအာကာသယာဉ်တစ်စီးကအီလီယိုကိုစုပ်ခေါ်ဆောင်သွားတာဖြစ်လို့အီလီယိုလည်းသူ့ရဲ့အိမ်မက်ပြေးဝသွားတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်။အာကာသယာဉ်ပေါ်ရောက်တဲ့အခါအီလီယိုကိုဝူးလို့ခေါ်တဲ့အရေးပြောကွန်ပျူတာဂျိုသားအကောင်လေးတွေကကြိုးဆိုပြီးစကားပြောလို့ရအောင်ဘာသာပြန်ဆက်နဲ့ဆွဲငင်အားထိန်ချုပ်လို့ရတဲ့ကိရိယာတစ်ခုတက်ဆင်ပေးပါတယ်။ပြီးတော့စัจ java တွေကအစင်းမြင့်ဆုံးမျိုးနွယ်စုတွေစုပေါင်းထားတဲ့ Community Bus Galaxy အဖွဲ့အစည်းကြီးစီခေါ်ဆောင်သွားပါတယ်။တန်တမန်တွေကအီလီယိုကိုကဘာမြေရဲ့ခေါင်းဆောင်တန်တမန်အဖြစ်မှားယွင်းမှတ်ပြီးလိုက်လိုက်လဲလဲကြိုးဆိုကြပါတယ်။ Helis လို့ခေါ်တဲ့တန်တမန်ကသူတို့ဖွဲ့စည်းဟာဖွဲ့ဝင်တစ်တွေရှာဖွေနေတာဖြစ်ကြောင်းရှင်းပြပြီးအီလီယိုကိုဒီပညာတွေသုံးပြီးအဝတ်စားတစ်တွေလဲပေးပါတယ်။အီလီယိုဟာသူဟာဂျိုသားခေါ်ဆောင်တာခံကျင်တဲ့အိမ်မက်အကြောင်းပြောပြတဲ့အခါတန်တမန်တွေကကဘာနဲ့လွတ်လိုက်တဲ့ရေဒီယိုလိုင်းကြောင့်သူ့ကိုကဘာခေါင်းဆောင်အနေနဲ့လာခေါ်တာလို့ပြောပြပါတယ်။အီလီယိုလည်းသူတို့မားနေမှန်းသိသွားပေမဲ့ကဘာမြေပေါ်ကိုပြန်ဖို့ခံရမှာကြောက်တာကြောင့်သူဟာကဘာခေါင်းဆောင်ပါဆိုပြီးလိန်ညာပြီးဟန်ဆောင်နေလိုက်ပါတယ်။
နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့အာနာမမောသူဝါလောကိုတန်တမန်တွေကပယ်ချလိုက်ပါတယ်။ဒါကြောင့်စိတ်ဆိုးသွားတဲ့ Dragon ဟာသူ့ရဲ့စစ်တပ်နဲ့ Community Bus ကိုသိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ဒီလိုခြေအနေမှာအီလီယိုကဂျိုသားတွေရဲ့ကျူးကျော်မှုကိုတားဆီးဖို့နဲ့သူတို့အဖွဲ့ဝင်အဖြစ်အတိအမှတ်ပြုခံရဖို့အတွက်ဆက်လက်ပြီးလိန်ညာကငင်းငယ်ရေးစိစက်ညီနိုင်သူအဖြစ်တာဝန်ယူလိုက်ရပါတယ်။တစ်ဖက်မှာလည်းဂျိုသားတွေကအီလီယိုရဲ့ DNA ကိုယူပြီးကဘာမြေမှာသူ့အစားဟန်ဆောင်နေထိုင်ဖို့ကလုံးကိုပွားတစ်ယောက်ကိုဖန်တီးပြီးကဘာမြေကိုလွှတ်လိုက်ပါတယ်။ကဘာမြေမှာတော့အတော်ဖြစ်သူဟာအီလီယိုနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်လို့ပြန်တောင်းပန်ပေမဲ့အီလီယိုဟာအာကာသအကြောင်းစိတ်ဝင်စားတော့ပဲထူးထူးဆန်းဆန်းနေပြုမှုနေတာကိုတတိထားမိသွားပါတယ်။အာကာသထဲမှာတော့အီလီယိုဟာဂရဂွန်နဲ့စိစက်ညီနိုင်ဖို့အတွက်ရန်သူရင်မော်ကိုတားရောက်ခဲ့ပါတယ်။အဲဒီချိန်မှာပဲဂရဂွန်ကသူဟာလူချင်းတစ်ယောက်ဖြစ်တာမို့ပယ်ချခံရတာလို့ဒေါသထွက်နေတဲ့အခါအီလီယိုကသူ့ကိုဖျောင်းမြဖို့ကြိုးစားရင်းနဲ့စကားလွန်သွားပြီးဂရဂွန်ရဲ့တားကိုပါစော်ကားသလိုဖြစ်သွားတာကြောင့်ဂရဂွန်ဟာအီလီယိုကိုအကျဉ်းသားအဖြစ်ဖမ်းဆီးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့အတော်ဖြစ်သူဟာထူးခြားနေတဲ့အီလီယိုရဲ့ပုံစံကိုကြည့်ပြီးတန်တရားဝင်လာပါတော့တယ်။အီလီယိုဟာအကျဉ်းခန်းထဲ၌လွတ်မြောက်ဖို့လမ်းစာမတွေ့သဖြင့်စိတ်ပြက်လက်ပြက်နဲ့လှည့်နေစဉ်အပေါ်မှာရှိတဲ့အပေါက်တစ်ခုကိုတွေ့သွားပါတော့တယ်။ထိုအချိန်တွင်အီလီယိုဟာသူ့ရဲ့စွမ်းငင်အားကင်းမဲ့တဲ့ဝတ်စုံကိုအသုံးပြုပြီးရန်သူရင်ရဲ့လေဝင်လေထွက်လမ်းကြောင်းကနေထွက်ပြေးရင်အပေါက်တစ်ခုတည်းပြုတ်ကျသွားရာဂလော်ဒန်လို့ခေါ်တဲ့ပျော့ပျော့ဤဂျိုသားကောင်လေးနဲ့တွေ့ဆုံခဲ့ပါတော့တယ်။တကယ်တော့အဲ့ဒီဂျိုသားကောင်လေးတွေဟာပျော့ပျော့ဤအကောင်လေးတွေသာဖြစ်ပြီးကြောက်စရာကောင်းအောင်ချက်ဝတ်တစားတွေဝတ်ဆင်ထားကြတာပါ။ဂလော်ဒန်ဟာတကယ်တော့ဂရဂွန်ရဲ့သားဖြစ်ပြီးသူတို့နှစ်ယောက်ဟာမိဘတွေရဲ့အာရုံစိုက်မှုမရရှိတဲ့အပေါ်အချင်းချင်းစာနာမိပြီးတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။အီလီယိုဟာဂလော်ဒန်ကိုတစားခံအဖြစ်သုံးပြီးစစ်ပွဲတွေကိုရပ်တန့်ဖို့အတွက်အကြံရခဲ့ပါတယ်။အီလီယိုဟာအပူဒဏ်ကိုခံနိုင်တဲ့ဂလော်ဒန်ရဲ့ခန္ဓာကိုယ်ထဲပုံပြီးချော်ရီဂျားကနေလွတ်မြောက်အောင်ထွက်ပြေးခဲ့ကြရပါတယ်။အီလီယိုဟာဂရဂွန်ရဲ့ရန်ကနေလွတ်မြောက်ခဲ့ပြီးဂလော်ဒန်နဲ့အတူခက်ခဲများကိုဖျက်ကျော်ရင်း Community Bus ကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။အီလီယိုတယောက်ဂရဂွန်ကိုမင်းရဲ့သားကိုငါတို့ဖမ်းထားတယ်လို့ချိန်ချောက်လိုက်ပါတယ်။ထို့နောက်ဂလော်ဒန်ကလည်းနှိပ်စက်ခံရတယ်လို့ဟန်ဆောင်ပေးရကြောင်းဂရဂွန်တယောက်ကျူးကျော်မှုကိုရပ်တန့်လိုက်ရပါတော့တယ်။ငွေချင်းနှစ်ယောက်လည်းသူတို့လုံနိုင်ခဲ့ပြီဆိုပြီးပျော်ရွှင်နေခဲ့ကြပါတယ်။ဂရဂွန်ဟာလည်းဂလော်ဒန်ဟာသူ့ရဲ့သားဖြစ်ပြီးပျော့ညံ့နေတာကိုအားမလို့အားမရဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့အီလီယိုနဲ့ဂလော်ဒန်တို့ဟာယင်းနှီးတဲ့ငွေချင်းတွေဖြစ်နေခဲ့ကြပါပြီ။ဂလော်ဒန်ဟာလည်းအီလီယိုရဲ့မိဘတွေကဘယ်လိုမျိုးလဲလို့မေးရင်းနဲ့အီလီယိုဟာသူ့ရဲ့မိဘတွေမရှိတော့ကြောင်းဂလော်ဒန်ကိုရှင်းပြလိုက်ပါတယ်။ထို့နောက်ဂလော်ဒန်ဟာသူ့ဖေဂရဂွန်လိုမျိုးစင်မဖြစ်ခြင်းကြောင့်လက်နက်တွေတက်ဆင်ရတာမကြိုက်ကြောင်းတန်ချက်ကာတွေဝတ်ဆင်ရတာမကြိုက်ဘူးဆိုတဲ့အကြောင်းနဲ့ဂလော်ဒန်ဟာသူ့ဘဝတစ်လျှောက်လုံးပျော့ပျော့ဤဂျိုသားတတဝါလေးအနေနဲ့သာဖြတ်တန်းခြင်းကြောင်းအီလီယိုကိုပြောပြပါတယ်။ထို့နောက်တယောက်ကြောင်းတယောက်ပိုတိလာတဲ့သူတို့တငယ်ချင်းနှစ်ယောက်ဟာချစ်မခံရတာချင်းတူတယ်ဆိုပြီးတယောက်ကိုတယောက်နှစ်သိမ့်ပေးကြပါတော့တယ်။ဒါပေမဲ့နောက်ပိုင်းမှာအီလီယိုတို့ဟာအမှန်တရားကိုဖုံးကွယ်ဖို့ဂလော်ဒန်ရဲ့ကလုံးတစ်ခုကိုဖန်တီးပြီးဂရဂွန်ကိုလှည့်စားဖို့ကြိုးစားခဲ့ကြပါတယ်။ထို့နောက်ကဘာမြေပြင်သို့ရောက်ရှိနေတဲ့အီလီယိုကလုံးဟာအတော်ပြစ်သူရဲ့ဂရုစိုက်ခြင်းကိုခံနေရတာအီလီယိုတယောက်တွေ့သွားခဲ့ပါတယ်။ဒါကြောင့်အီလီယိုတယောက်ဂျိုးပေါ်မှာနေမဲ့သူ့ရဲ့အိမ်မက်ဟာပုံမခိုင်မာသွားခဲ့ပါတော့တယ်။ကဘာပေါ်မှာတော့အတော်ပြစ်သူဟာသူ့ရဲ့တူလေးမဟုတ်မှန်တေချာသွားလို့ DNA စစ်ဆေးရာကနေကလုံးပြစ်နေမှန်းသိသွားပြီးဂျိုသားတွေနဲ့ဆက်သွယ်ဖို့နီလန်းရှာပါတော့တယ်။အာကာတာထဲမှာတော့ဂရဂွန်ဟာအီလီယိုထံနောက်တစ်ခေါက်ထပ်မံရောက်ရှိလာခဲ့ပါတယ်။အီလီယိုလည်းအသင့်ပြင်ဆင်ထားတဲ့ဂလော်ဒန်အတုကိုချက်ဝတ်တစားဝတ်ခိုင်းလိုက်ပါတယ်။ဂရဂွန်ဟာဖခင်တယောက်အနေနဲ့သူ့သားအစ်စ်မဟုတ်မှန်းရိပ်မိသွားပါတော့တယ်။ထို့အချိန်အီလီယိုလည်းတုန်လှုပ်သွားခဲ့ရပါတယ်။ထို့နောက်ဂရဂွန်ဟာတန်တမန်တွေထဲမှာမှစိတ်ဖက်နိုင်တဲ့စွမ်းအားရှိတဲ့ကွစ်စတက်အားအီလီယိုရဲ့စိတ်ကိုဖတ်စေခဲ့ပါတယ်။ကွစ်စတက်ကတော့အီလီယိုဟာကဘာမီရဲ့တန်တမန်မဟုတ်ကြောင်းနဲ့ကလေးတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပါသိရှိသွားခဲ့ပါတော့တယ်။ဂလော်ဒန်ဟာလည်းရင်ထဲမှာပုံနေစဉ်ပြုတ်ကျသွားတာကြောင့်ခလုတ်တစ်ခုကိုထိမိပြီးကဘာမီသို့ရောက်ရှိသွားခဲ့ပါတော့တယ်။ညာထားခဲ့တဲ့အီလီယိုဟာကလေးတစ်ယောက်ဖြစ်တာကြောင့်မထိခိုက်စေလိုသဖြင့်ပေါ်တယ်တကားကနေကဘာမီစီကိုပြန်ပို့လိုက်ပါတယ်။စိတ်တူသွားခဲ့တဲ့ဂရဂွန်ဟာလည်းသူ့ရဲ့ဒေါသကိုမထိန်ချုပ်နိုင်တော့ဘဲ Community Bus တစ်ခုလုံးကိုပျက်စီးသွားအောင်ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ထို့ချိန်အီလီယိုလည်းကဘာမီပေါ်သို့ပြုတ်ကျလာခဲ့ပါတော့တယ်။ကဘာမီပေါ်ပြန်လည်ရောက်ရှိလာတဲ့အီလီယိုဟာသူ့တော်ဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။တော်ဖြစ်သူဟာသူ့အပေါ်မှာတကယ်ချစ်မြတ်နိုးကြောင်းကိုနားလေသဘောပေါက်သွားခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲဂလော်ဒန်မောင်းနှင်လာတဲ့ရင်ဟာစက်ချုပ်ရင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးကဘာစစ်အခြေစိုက်စခန်းကိုပြစ်ကျသွားတယ်ဆိုတဲ့အကြောင်းအီလီယိုသိလိုက်ရပါတယ်။တစ်ဖက်မှာဂလော်ဒန်ဟာလည်းအေးခဲပြီးအသက်အန္တရာယ်နဲ့ကြုံနေရပါတယ်။ထို့နောက်အီလီယိုကလုံးကိုအသုံးပြုကအဆောင်တွေကိုလေစားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အီလီယိုတို့တူဤနေအောင်ကဘာစစ်အခြေစိုက်စခန်းထဲသို့ခိုးဝင်နိုင်ခဲ့ပါတယ်။ရင်ထဲမှာဂလော်ဒန်ကိုမြင်လိုက်ရတဲ့အခါအီလီယိုတယောက်စိတ်ပူသွားခဲ့ရပါတယ်။ထို့နောက်အီလီယိုတို့နှစ်ယောက်လည်း
အဆောင်တွေကိုတိုက်ခိုက်ခါအာကာသယာဉ်ကိုမောင်းနှင်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်အာကာသယာဉ်ကိုမောင်းနှင်လာတဲ့အခါလန်ခီမှာအာကာသအဆိုင်ခဲမှုန်တိုင်းတစ်ခုကြောင့်ပိတ်မိနေခဲ့ပြန်ပါတယ်ထို့အခါအီလီယိုဟာကဘာမြေက Bryce နဲ့အပျော်တမ်းရေဒီယိုသမားတွေကိုအကူအညီတောင်းခဲ့ပါတယ်ကဘာလုံးကကူညီပေးကြတဲ့ coordinate တွေကြောင့်အီလီယိုတို့အဆိုင်ခဲမှုန်တိုင်းကိုကောင်းစွာဖျက်ကျော်နိုင်ခဲ့ကြပါတယ်ခက်ခဲတွေအားလုံးကိုဖျက်ကျော်သွားပြီးတဲ့အခါအီလီယိုတို့ဟာ hyper speed နဲ့ community bus ကိုအချိန်မီပဲရောက်ရှိသွားခဲ့ကြပါတယ်ဒရာဂွန်ဟာလည်းသူ့ရဲ့သားလေးအသက်အန္တရာယ်ကြုံနေရတာမြင်တော့သူ့ရဲ့အကြမ်းဖက်ချက်ဝတ်တစားကိုချွတ်ပြီးတားပစ်သူကိုပွေ့ဖက်ကကဲတင်လိုက်ပါတယ်တာဖာနှစ်ယောက်နားလည်မှုရရှိသွားပြီးစစ်ပွဲတွေကိုအပီးတိုင်ရပ်တန့်လိုက်ပါတော့တယ်အီလီယိုရဲ့တငယ်ချင်းပေါ်ထားတဲ့တစ္ဆာတရားနဲ့ရဲစွမ်းတတိအကြောင်း community bus ကသူ့ကိုဂုံတူးဆောင်အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်အီလီယိုဟာအစမှာတော့ပျော်ရွှင်သွားပြီးအတော်ပြစ်သူနဲ့အတူကဘာမြေပေါ်မှာပျော်ရွှင်သွားနေထိုင်မှုဆုံးဖြတ်ပြီးတငယ်ချင်းကလော်တန်ကိုနှုတ်ဆက်ကအိမ်ပြန်ခဲ့ကြပါတယ်ကဘာမြေပေါ်ကလူသားတွေလည်းစัจ java ထဲမှာတခြားသက်ရှိတွေရှိနေမှတရားဝင်သိရှိသွားခဲ့ကြရင်းနဲ့ဇာကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ပုံမှန်ဇာကားကောင်းလေးတွေကိုလည်းအစားဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ like follow လုပ်ခဲ့ဖို့လည်းမမေ့ကြပါနဲ့နော်